အားလုံးပဲမင်္ဂလာပါကျွန်မကတော့အင်္ဂလိပ်စာ teacher လေး teacher ပုံညက်ခိုင်ပါကျွန်မဒီနေ့ဘာကြောင့်လဲပတ်သက်ပြီး sharing လုပ်မလို့လဲဆိုတော့ကျွန်မ online teaching မစခင်ကကျွန်မရဲ့အတွေ့အကြုံလေးတွေနဲ့အခက်အခဲလေးတွေကိုကျွန်မ sharing လုပ်ပေးပါမယ်ကျွန်မဒီလိုရှင်တွေအထိရောက်သည့်အထိကိုကျွန်မပြန်ပြီး sharing လုပ်ပေးပါမယ် junior teacher လေးတွေလည်း model ယူလို့ရအောင်ပါကျွန်မအရင်ကြီးတော့ကျွမ်းကျင်နေတာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်မရဲ့တကယ်အဖြစ်အပျက်လေးတွေ experience လေးတွေကိုပြောပြခြင်းဖြစ်ပါတယ်ဘာလဲဆိုတော့ကျွန်မ online teaching မစခင်ကကျွန်မဘွဲရပြီးတော့ဘာအလုံးမှမရှိခဲ့ဘူးပေါ့နော်တကယ်ချင်းနေအချို့ဂျပန်သွားဖို့ကိုရီးယားသွားဖို့တင်တန်းတွေတက်နေကြတယ်เนาะပြီးရင်ဝန်ထမ်းလုပ်ဖို့အတွက်ကြောင့်ဝန်ထမ်းလုပ်ဖို့သူတို့အလုပ်တွေလျှောက်ကြရတယ်ရကြတယ်ပေါ့နော်တချို့တကယ်ချင်းတွေကြတော့လဲကိုပိုင်စီးပွားရေးလေးတွေစကြတယ်အဲ့လိုရှင်နေများကျွန်မဘာမှအလုပ်ဆရာလို့မရှိခဲ့ဘူးဒါပေမဲ့ကိုယ်တိုင်ကလည်းနိုင်ငံခြားမသွားနိုင်ဘူးเนาะနိုင်ငံခြားမသွားနိုင်ဘူးပြီးရင်ဝန်ထမ်းလည်းမလုပ်နိုင်ဘူးပေါ့နော်ဝန်ထမ်းလည်းမလုပ်နိုင်ဘူးအဲ့ဖီကလည်းမခံနိုင်ဘူးပြီးရင်ဗာလဲဆိုရင်အဲ့ဒီကိုပိုင်စီးပွားရေးလုပ်ဖို့လည်းဝါသနာမပါဘူးပေါ့နော်ကိုဝါသနာပါဗာလဲဆိုရင်အဲ့ဒီ teaching ပိုင်းပဲအဲ့ teaching ပိုင်းဝါသနာပါတော့ကျွန်မအဲ့ teaching ပိုင်းကိုဘယ်လိုစရမလဲဆိုတော့ကျွန်မမသိခဲ့ဘူးပေါ့နော်အဲ့လိုမသိခဲ့တော့ရောင်60ဖြစ်နေတဲ့အချိန်မှာဘာသွားတွေ့လဲဆိုတော့ line ပေါ်ကနေပြီးတော့ translator ခေါ်တာပေါ့နော် movie translator ခေါ်တယ်ဆိုတော့ post လေးတစ်ခုသွားတွေ့တယ်ကျွန်မသွားရှောက်ကြည့်တယ်ပေါ့ရှောက်ကြည့်တဲ့အခါမှာသူတို့ကအစမ်းပြန်ခိုင်းတယ်အစမ်းပြန်ခိုင်းတဲ့အခါမှာမလေးမစိုးဘူးပေါ့နော်မလေးဒီရှင်လေးဆိုပြန်လို့ရတယ်လာပြီးတော့ join ကြည့်ပါပေါ့နော်လာပြီး join ကြည့်ပါဆိုကျွန်မပြန်တယ်အဲ့တုန်းကဘူဘီတကားမှာ1000ဝယ်ပေါ့နော်1000ဝယ်ပြီးရင်တကားပြန်ဖို့အတွက်ကိုကျွန်တော်တို့အနည်းဆုံး3ရက်အချိန်ပေးရတယ်3ရက်အချိန်ပေးရတယ်ဆိုတော့3ရက်တချို့ကျ4ရက်5ရက်ပေါ့နော်အထားပါတော့3ရက်ဆိုရင်တော့မှတစ်လလုံးမှာကျွန်မဘယ်လောက်ပဲတော့10ကားပဲပြန်နိုင်ပါလေ10ကားပဲပြန်နိုင်တော့3သိန်းလောက်ပဲရတာပေါ့နော်တငယ်ချင်းတွေအစိုးရဝန်ထမ်းတွေတောင်မှ2သိန်း3သိန်းရနေတဲ့အချိန်မှာကျွန်မ3သိန်းလေးနဲ့လင်ပတ်နေတယ်သူများတွေဟုတ်တယ် movie translator လုပ်တယ်အများကြီးရတယ် ongoing နေပြန်ကြတယ်ကျွန်မအဲ့လောက်လည်းမပြန်နိုင်ဘူးညနေလည်းမခံနိုင်တဲ့အတွက်ကြောင့် ongoing လည်းမပြန်နိုင်ဘူးအဲ့ကြတော့စကားအဟောင်းလေးတွေပဲကိုယ့်ကိုရသလောက်စီလေးနဲ့ပြန်နေရပါတော့အဲ့လိုအရှိလေးများအရန်စိတ်သက်ကြခဲ့ရတယ်အဲ့လိုနဲ့ကျွန်မဒီ online teaching လမ်းစာလေးပေါက်လာပေါ့နော်အဲ့ဒီလမ်းကြောင်းပေါ်ရောက်လာတဲ့အခြေအနေလေးကို part 2မှာပြန်တွေ့မှာပဲဘယ်မှာ thank you